အားလုံးပဲမင်္ဂလာပါနော်ဇီယာတို့ဒီနေ့တဲမွန်းနဲဆိုတဲ့ grammar ကိုလေ့လာမှာပါသူ့ရဲ့အဓိပ္ပာယ်ကတော့ကြောင့်အကြောင်းပြချက်ပြီးတဲ့အခါမှာသုံးတယ်ဥပမာနင်းကြောင့်သူ့ကြောင့်နော်ပတ်စံကြောင့်မိသားစုကြောင့်ဓာတိဥတုကြောင့်နော်စသဖြင့်ကြောင့်အမျိုးမျိုးပေါ့ဒီမှာဆိုရင်အများကြီးပဲရေးပေးထားတယ်နော်တဲမွန်းနဲနင်းကြောင့်선생님 때문에 시아마ကြောင့်날씨 때문에 야디ဥတုကြောင့်당신 때문에 신장, 일 때문에, 가족 때문에, 성교 때문에, 비 때문에, 교통 때문에, 돈 때문에, 시간 때문에, 노력 때문에. နောက်ထပ်အများကြီးသုံးလို့ရတယ်ပေါ့နော်။ဒါဆိုရင်ဥပမာစကားပြောတွေနဲ့လေ့လာရအောင်ပါ။လက်တွေ့ဘဝမှာတကယ်အသုံးဝင်တဲ့စကားပြောတွေကိုပဲဆွေးအားထည့်ပေးထားမယ်နော်။선생님 때문에 시험을 잘 봤어요. 시아마ကြောင့်စာမွေးကိုကောင်းကောင်းဖြေခဲ့တယ်။ဒါဆိုရင်စာမွေးကောင်းကောင်းဖြေရတဲ့အကြောင်းပြချက်က선생님 때문에 선생님 때문에 한국어를 매일 공부할 수 있어요. 시아마ကြောင့်ကိုရီးယားစာကိုနေ့တိုင်းစာလုပ်နိုင်တယ်လေ့လာနိုင်တယ်။ဒါဆိုရင်နေ့တိုင်းစာလုပ်နိုင်ရတဲ့အကြောင်းပြချက်က선생님 때문에 선생님 때문에 문법을 잘 이해했어요. 시아마ကြောင့်grammar တွေကိုကောင်းကောင်းနားလည်ခဲ့ပါတယ် grammar တွေကောင်းကောင်းနားလည်ရတဲ့အကြောင်းပြချက်က선생님 때문에နောက်ထပ် 가족 때문에 매일 행복해요 မိသားစုကြောင့်နေ့တိုင်းပျော်တယ်နေ့တိုင်းပျော်ရတဲ့အကြောင်းပြချက်က 가족 때문에 가족 때문에 힘든 일도 포기하지 않아요 မိသားစုကြောင့်ပင်ပန်းနေတဲ့အလုပ်ဆိုရင်တော့မှလက်မလျှော့ဘူးဘလောက်ပဲပင်ပန်းလက်မလျှော့ရတဲ့အကြောင်းပြချက်က 가족 때문에နောက်ထပ် 친구 때문에 어려운 문제를 풀었어요 တငယ်ချင်းကြောင့်ခက်ခဲတဲ့ပြဿနာတွေဖြေရှင်းခဲ့တယ်ဖြေရှင်းနိုင်ခဲ့ရတဲ့အကြောင်းပြချက်က 친구 때문에 친구 때문에 슬픈 마음이 사라졌어요 တငယ်ချင်းကြောင့်ဝမ်းနည်းနေတဲ့စိတ်တွေပျောက်ကွယ်သွားခဲ့တယ်사라지다ဆိုတာပျောက်ကွယ်သွားတာပေါ့နော်အစဉ်ဝမ်းနည်းနေရတဲ့စိတ်တွေပျောက်သွားတယ်ဝမ်းနည်းမှုတွေပျောက်သွားတယ်ဘယ်သူကြောင့်လဲ 친구 때문에 친구 때문에 새로운 친구들을 만났어요 တငယ်ချင်းကြောင့်တခြားတငယ်ချင်းအသစ်တွေနဲ့တွေ့ခဲ့ရတယ်ကဲဒါဆိုဒီဥပမာမှာဆိုရကြက်မာက 문제를 풀다 ပြဿနာဖြေရှင်းသည် 사라지다 ပျောက်ကွယ်သွားသည် 새로운 친구 တငယ်ချင်းအသစ်ဆိုတဲ့ဒါနော်သုံးလုံးကိုကြက်မယ်နော်နောက်ထပ်제 성격 때문에 친구들이 저를 좋아해요. တငယ်ချင်းတွေကကိုယ့်ကိုသဘောကျတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်ရဲ့အကျင့်စရိုက်ကြောင့်အကျင့်စရိုက်မှာဆိုရဒီမှာနှစ်မျိုးပြောထားတယ်။조용한 성격နဲ့급한 성격. 조용한 성격ဆိုတာကြတော့တိတ်ဆိတ်တဲ့အကျင့်စရိုက်စကားတိတ်အများကြီးမပြောဘူးတယောက်တည်းအေးအေးဆေးဆေးနေတတ်တဲ့အကျင့်စရိုက်급한 성격ကကြတော့စိတ်မြန်လက်မြန်ရှိတဲ့အကျင့်စရိုက်여러분은 어떤 성격이 있어요? 조용한 성격 아니면 급한 성격 대답해 주세요. 다소연 제가 셋병이나 조용한 성격 때문에 친구가 별로 없어요. ASC 니데 때 TDSC 니데 때 에전시의 장 땡에진 떼비러 마시부. 급한 성격 때문에 실수를 자주 해요. 생면 시대 에전시의 장물로 아마리 마자카나 롱미데. 교통 때문에 약속 시간에 늦었어요. 교통수와 연저 번호, 연저 뺏다, 가리 뺏다, 알루미늄 뼈라. 연저 뺏소무장, 챙다래 아침 나오자도아래. 약속 시간에 늦었어요. 빈 교통 때문에 계획을 바꿨어요. 계획을 바꾸다, 소라 아시아신 병디. 디 연저 뺏소무장 뭘로 아시아신 병해야 돼. 어비나? 나우체 시간 때문에 숙제를 못 끝냈어요. 아침 장물로 인사하고 비야 말롱난게부. 아침야 꼴로간라 야이니야 피베보노. 알로디 쇼도 알아. 말라마디 아침 장 인사 말롱난게야래 어디가 뺐다나 두미야 장모부 아침 장. 요즘 시간 때문에 운동을 못 해요. 그들로 아침 장물로 아가사 말롱나. 아가사 그들로 말롱나 발레 니로 마까올로라 세임 마발로라 마호부 아침 장 누가 롤레로 치네 เนาะအချိန်မရတာဖြစ်မယ်เนาะ
시간 때문에 돈 때문에 새 옷을 못 샀어요. 빠산 자원의 어웨사대 머웨나이무 돈 때문에 친구에게 선물을 못 줬어요. 빠산 자원 땡해진고လက်ဆောင် မပေးနိုင်ခဲ့ဘူး 땡해진고 လက်ဆောင် မပေးနိုင်ခဲ့ဘူး အဓိကပြဿနာဘာလို့ကြောင့်လဲ 돈 때문에 ရမယ်နော် 여러분ဒါဆိုရင် 때문에 grammar ကိုနားလည်မယ်ပေါ့နော် ဒီမှာ 때문에 နောက်ထပ်ကြံသေးတယ် 여러분 ကိုယ်ပိုင်စာကြောင်းတွေဖွဲ့စည်းကြည့်ပါ မှားမှန်မှန်ရေးပေါ့နော် ပြီးရင်ဇွဲကိုလာပြပါ ဇွဲ 때문에 ဘာတွေဖြစ်ခဲ့လဲပေါ့နော် 여자친구 때문에 남자친구 때문에 짝사랑 때문에 그리고 수업 때문에 인터넷 때문에 အဲ့မှာဆိုရင်အများကြီးထည့်ရေးလို့ရရပေါ့နော် ဇွဲ 여러분 ရဲ့အင်စာကိုစောင့်နေမယ်နော်